အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီခိုင်းကိုဂျပန်ပိုင်းရဲ့ပေါ့နော်အခန်းနှစ်ရောက်သွားပြီပေါ့နော်ဒါဆိုလို့ဒီနေ့စပြီးတော့အခန်းနှစ်ရဲ့ဒီအပိုင်းတစ်ကိုစပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်ဒီမှာလေ့လာမှာတော့စိတ်နှစ်ခဏကိုယ်အလုပ်ပုံစနစ်ကိုနားလည်ခြင်းပေါ့နော်အဲ့ဒီကနေစပြီးတော့လေ့လာမှာဖြစ်ပါတယ်ကြာစိတ်ကိုနားလေခြင်းတဲ့လူတို့တွေကိုယ်ပိုင်ခံစားချက်နဲ့စဉ်းစားတွေးခေါ်ပုံမရှိကြဘူးเนาะတယောက်နဲ့တယောက်မတူဘူးเนาะခံစားချက်နဲ့စဉ်းစားတွေးခေါ်ပုံခံစားချက်ဖော်ပြပုံများသည်လူတိုင်းကွဲပြားခြားနားကြသည်เนาะတချို့ကြိုင်စိတ်ဆိုးပြီးဆိုရင်အရင်စိတ်ဆိုးဒေါသထွက်တာကိုပြတတ်ကြတယ်တချို့ကြတော့စိတ်ဆိုးလဲပဲစိတ်မဆိုးချင်အောင်ဆောင်တဲ့ကြရပေါ့เนาะအဲ့လိုမျိုးတယောက်နဲ့တယောက်ကွဲပြားခြားနားတယ်ထိုကွဲပြားမှုနေရာတဲ့ထို့သူတို့ရဲ့ပင်ကိုယ်စိတ်ရရခင်ကနေထိုင်စားတော့ခဲ့သည်များနေပညာရေးစသည်တို့နေဆက်ဆက်မှုရှိတယ်เนาะပင်ကိုယ်စိတ်ရတွေနေထိုင်စားတော့ခဲ့တာတွေပညာရေးဆိုတဲ့အခါမှာအဲ့လိုအတန်းပညာနေတာများတာနဲ့မဆိုင်ဘူးပေါ့เนาะသူတို့အသိဉာဏ်ပေါ့နော်အဲ့ဒါမျိုးပြောချင်တာပါခံစားချက်နဲ့စဉ်းစားတွေးခေါ်ပုံဒီအသက်အရွယ်လိုက်ပြောင်းလဲတဲ့ပြီးစိတ်ခံစားချက်နဲ့စိတ်တဲ့ကြောင့်အဖြစ်ပေါ်တတ်တယ်နော်ထားပါတော့ဒါဘယ်လိုပြောရလဲဆိုရင်ငယ်တော့တရိတ်ဆန်ယုံသွားရပြီဆိုရင်အရန်ပျော်ဖို့ကောင်းတယ်လေနော်ဒါမဲ့လို့အသက်နည်းနည်းကြီးလာတဲ့အခါမှာဆိုရင်တရိတ်ဆန်ယုံသွားတယ်ပျော်တော့ပျော်ပေမဲ့လို့ငယ်တော့လောက်ပေါ့နော်တရိတ်ဆန်လေးတွေကိုမြင်ရတဲ့အခါမျိုးမှာအဲ့လိုငယ်တော့လောက်မပျော်ရှင်ရတော့တာမျိုးပေါ့နော်ဒီခံစားချက်နဲ့စဉ်းစားတွေးခေါ်ပုံကအသက်ရဲ့ပုံမူတည်ပြီးတော့အဲ့လိုပြောင်းလဲတယ်ပေါ့နော်ပြုစုချရေးဝန်ထမ်းအားတဲ့တစ်ဖက်သားရဲ့ခံစားချက်ကိုနားလည်ရင်လိုအပ်သည်ဒါလေးမှတ်ပါမယ်ပြုစုချရေးဝန်ထမ်းအပေါင်းနားလည်ဖို့လိုအပ်လဲဆိုရင်တစ်ဖက်သားရဲ့ခံစားချက်ကိုနားလည်ဖို့အတွက်လိုပါလေဒီမှာစိတ်ခံစားချက်တွေเนาะစိတ်ခံစားချက်ဆိုတာဝမ်းသာတာတွေပျော်တာတွေဝမ်းနည်းတာတွေเนาะဒီစိတ်ဆိုးတာတွေဒေါသထွက်တာတွေပေါ့เนาะအဲ့လိုမျိုးတွေပြောတာပါဒီမှာအောက်ကလေးတောင်ခွက်ထဲကဟာလေးမှတ်ပါမယ်စိတ်လှုပ်ရှားမှုနဲ့မျက်နှာအမူအရာနဲ့တဲ့ဟန်အမူအရာတို့တင်ပေါ်လွင်သည်စိတ်လှုပ်ရှားမှုကဘယ်မှာပေါ်တက်လဲမျက်နှာအမူအရာနဲ့ဟန်အမူအရာမှာပေါ်တက်တယ်เนาะဒါလေးမှတ်စိတ်တဲ့တကြမှုစိတ်တဲ့တကြမှုဆိုတာကတခုခုကိုပုံမပြုလို့လို့တော့ခံစားချက်ဖြစ်ဘူးတယ်မလားနော်ညဆိုရင်စိတ်တဲ့တကြလာရင်နော်အောင်မြင်ခြင်းလာရင်နော်အဲ့လိုမျိုးပြောစိတ်တဲ့တကြနော်စာအားမအိပ်ဖဲနဲ့စာလို့တော့မမရှင်းရအောင်လို့တော့နော်အဲ့လိုမျိုးပြောဆက်ကြောက်ကံဘဝကိုစိတ်တဲ့တကြစာနေထိုင်စားတော့နိုင်ရင်ပြစ္ဆာရေးဝင်ထဲမှာကူညီပေးရနော်ဘဝစိတ်တဲ့တကြစာနေထိုင်စားတော့ဖို့အတွက်ဘယ်သူကကူညီပေးရမလဲဆိုရင်ပြစ္ဆာရေးဝင်ထဲကနေပြီးတော့ကူညီပေးရနော်စိတ်တဲ့ကြမှုစိတ်တဲ့ကြမှုကဘယ်လိုမျိုးလဲဆိုရင်တခုခုဘုံမပြုလုပ်လို့တဲ့ခက်သားချက်ဒီမှာဆိုရင်နော်အဖာရွေလျားနေတယ်ခုချင်းနဲ့ရွေလျားနေတာနေပြီးတော့သူလက်လျှောက်ရှင်တာဒါဖြစ်တဲ့ကြလို့နော်တစ်စင်တစ်ထပ်ပို့ပြီးတော့တစ်စင်တိုးတက်ရှင်ပါတယ်ဟာကစိတ်ဖိစီးမှုเนาะစိတ်ဖိစီးမှုဒီစိတ်နဲ့ကိုယ်တွင်ဖြစ်ပွားတဲ့ပူပန်လှုပ်ရှားမှုအခြေအနေကိုခေါ်ပါတယ်စိတ်ဖိစီးမှုဆိုတာဘာလဲစိတ်နဲ့ကိုယ်မှာဖြစ်ပွားတဲ့ပူပန်လှုပ်ရှားမှုအခြေအနေเนาะအခုဆိုရင်တော်များများเนาะမြန်မာနိုင်ငံနဲ့လူတော်တော်များများခံစားနေကြတယ်เนาะဂျပန်သွားခြင်းနဲ့ဟိုကက်ကပိတ်ဒီကက်ကပိတ်တမန်ကမကြစီကိုရမလာနဲ့เนาะအားလုံးစိတ်ဖိစီးမှုများနေကြတယ်เนาะအဲ့လိုမျိုးပြောတာပါစိတ်ဖိစီးမှုအကြောင်းရင်းတွေမှာစိတ်ဖိစီးမှုရဲ့အကြောင်းရင်းမှာဘာတွေပါလဲဆိုစဉ္ညာတန်နေဆူညံတန်တဲ့အပူချိန်နော်ကိုကအေးစစ်တဲ့စစ်စစ်ညစ်ကျင်တဲ့ပုံဝန်းကျင်အရန်ဆူညံနေပြီဆိုလည်းစိတ်ဖိစီးမှုဖြစ်တယ်ပြီးရင်နောက်တစ်ခုအပူချိန်နော်အရန်ပူအိုက်နေပြီဆိုရင်လည်းစိတ်ဖိစီးမှုဖြစ်တယ်နော်ပြီးရင်အဲ့လိုမျိုးစရတယ်အဲ့ဒါရဘာလဲပါလဲဆိုရင်သတ်မှတ်ပိုင်းဆိုင်ရတယ်နော်ပြီးရင်ပင်မနဲ့နဲ့ချင်းပင်မနဲ့ပြီးရင်အေးမဝချင်းဗိုက်စာချင်းနော်ပင်မနဲ့အခါမျိုးမှာဆိုရင်လည်းစိတ်ဖိစီးမှုဖြစ်တယ်စိတ်မရှိတော့ဘူးလေနော်အေးမဝဆိုလည်းစိတ်ကမကြည်လင်ဘူးဗိုက်စာပြီဆိုလည်းစိတ်ကတိုးလာတယ်နော်စတဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရတယ်ပြီးရင်စိတ်သောကကြောက်ရွံ့ခြင်းစိတ်သောကရောက်စရာတွေကြောက်ရွံ့တာတွေပြီးရင်သွေးဆူတာတွေလူချင်းဆက်ရေးစတဲ့စိတ်ပိုင်းနဲ့လူဖွဲ့စီပိုင်းဆိုင်ရာတွေပါဝင်တယ်အဲဒါဆိုစိတ်ဖိစီးမှုဖြစ်စေရတဲ့အကြောင်းအရာဘယ်နှခုရှိလဲဆိုရင်လေးခုနံပါတ်1ကသက်မဲ့ပိုင်းဆိုင်ရာတွေသက်မဲ့ပိုင်းဆိုင်ရာဆိုတာဘယ်လိုမျိုးတွေလဲဆိုရင်စုညံတန်နဲ့အပူချိန်တွေနောက်နံပါတ်2ကခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေခန္ဓာကိုယ်ပိုင်းဆိုင်ရာဆိုတာဘယ်လိုတွေလဲဆိုရင်ပင်မနှမ်းနေတာတွေအေးမွားတာတွေဗိုက်စာတာတွေနောက်တစ်ခုကရတော့စိတ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတော့စိတ်တော့ကတွေကြောက်ရွံ့တာတွေသွေးဆူတာတွေနော်နောက်တစ်ခုကရတော့ဒီလူဖွဲ့စီဆိုင်ရာလူဖွဲ့စီဆိုင်ရာဘယ်လိုမျိုးလဲဆိုတော့လူချင်းဆက်ဆံတာတွေပေါ့နော်ကိုယ်ခွေးခြားဆက်ဆံတာလို့နော်တငယ်ချင်း3ယောက်ရှိတယ်2ယောက်ကပေါင်းနေပြီးတော့ကိုတယောက်တည်းကိုပဲအဲ့လိုသွေးဖယ်ပြီးဆက်ဆံတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်လဲစိတ်တော့ကကြီးခံစားရတတ်ပါတယ်တဲ့ဒီမှာအောက်ကပုံလေးနဲ့ပြထားတာနော်စိတ်ဖြစ်စီမှုဖြစ်စေတဲ့အကြောင်းရင်းများအောက်ကမှတ်ဉဏ်နော်မှတ်ဉဏ်ဆိုဒီမှာတဲ့အရာကိနော်အရာကိစ္စတွေကိုမမေ့လျော့ပဲမှတ်မိနေခြင်းကိုခေါ်သည်အဲဒါမှတ်ဉဏ်ဆိုဒီမှာအဘယ်နည်းဆိုရင်အရာကိစ္စများကိုမမေ့လျော့ပဲမှတ်မိနေခြင်းကိုခေါ်သည်မှတ်ဉဏ်ရဲ့လုပ်ငန်းစဉ်မှတ်ဉဏ်ရဲ့လုပ်ငန်းစဉ်ဘယ်နှခုရှိလဲ3ခုမှတ်ထားမယ်နော်မှတ်ဉဏ်ရဲ့လုပ်ငန်းစဉ်မြည်များရှိတဲ့နည်းဆိုရင်3ခုနံပါတ်1မှတ်သားခြင်းနံပါတ်2ထိမ့်သိမ့်ခြင်းနဲ့နံပါတ်3အောက်မေ့တတိယခြင်းမှတ်သားတယ်ဆိုတာကိစ္စအစ်စ်ကိုမှတ်တာထိမ့်သိမ့်တယ်ဆိုတာအဲ့ဒီကိစ္စသတင်းချက်လက်ကိုထိမ့်သိမ့်ထားတာအောင်မေတ္တရိရတယ်ဆိုတာအဲ့ဒီသတင်းချက်လက်ကိုဖော်ထုတ်တာနော်အောက်ကဟာလေးပဲတွဲမှတ်နော်မှတ်သားတယ်ဆိုတာကိစ္စအစ်ကိုမှတ်သားတာထိမ့်သိမ့်တယ်ဆိုတာသတင်းချက်လက်ကိုထိမ့်သိမ့်တာအောင်မေတ္တရိရတယ်ဆိုတာအဲ့ဒီသတင်းချက်လက်ကိုဖော်ထုတ်တာနော်အောက်ကမှတ်ဉဏ်အမျိုးအစားတွေ
မှတ်ဉာဏ်မျိုးစားဘာလဲဆိုရင်ကာလတုံမှတ်ဉာဏ်နဲ့ကာလရှိမှတ်ဉာဏ်ကာလတုံမှတ်ဉာဏ်ကိုဘယ်လိုခေါ်လဲဆိုရင်ယာယီမှတ်ဉာဏ်လို့လည်းခေါ်တယ်မှတ်ဉာဏ်မျိုးစားဘယ်နှခုရှိလဲနှစ်ခုဘာနဲ့လဲဆိုရင်ကာလတုံမှတ်ဉာဏ်နဲ့ကာလရှိမှတ်ဉာဏ်ဒီချမှတ်မယ်နော်မှတ်ဉာဏ်မျိုးစားဘယ်နှခုလဲနှစ်ခုကာလတုံမှတ်ဉာဏ်နဲ့ကာလရှိမှတ်ဉာဏ်နော်အဲ့အောင်မှကာလတုမှတ်ဉာဏ်နောက်ထပ်ဘယ်လိုမျိုးခေါ်လဲဆိုရင်ယာယီမှတ်ဉာဏ်လို့လည်းခေါ်သေးတယ်နော်ကာလတုဆိုတာခဏလေးယာယီပဲမှတ်မိနေရမလို့ယာယီမှတ်ဉာဏ်ကာလရှိမှတ်ဉာဏ်ကြတော့ကာလရှိထင်းတဲ့မှတ်ဉာဏ်လို့ခေါ်ပါတယ်အဲ့ဒီမှာဆက်စစ်လို့နော်ကာလရှိမှတ်ဉာဏ်ကိုအပိုင်းအဖြစ်၄ပိုင်းခွဲခြားပါတယ်ဘာတွေလဲဆိုရင်ဖြစ်ရမှတ်ဉာဏ်နော်ဖြစ်ရမှတ်ဉာဏ်ရဲ့နောက်တစ်ခုကအနက်တိတ်ပဲမှတ်ဉာဏ်ရဲ့ပြီးရင် primary မှတ်ဉာဏ်ရဲ့လှုပ်ထုံးလုပ်နည်းမှတ်ဉာဏ်ဆိုပြီးတော့၄ခုဆက်ပြီးတော့ခွဲပါတယ်မဖြစ်ရမှတ်ဉာဏ်ဖြစ်ရမှတ်ဉာဏ်ဆိုတာဘယ်လိုမျိုးလဲဆိုရင်ကိုတွေးဖြစ်ရတဲ့နော်ဖြစ်ရမှတ်ဉာဏ်ဆိုတာကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ဖြစ်ရတဲ့အမှတ်ရစရာများနဲ့ပတ်သက်နေတဲ့မှတ်ဉာဏ်ပေါ့နော်နောက်တစ်ခုအနာတိတ်ပဲမှတ်ဉာဏ်ဆိုတာကျတော့အသိပညာဘုဒ္ဓရာဆိုင်ဖတ်ဉာဏ်နော်ကိုစာဖတ်လို့သိတာပဲဖြစ်ဖြစ်ကျောင်းပညာရေးရသိတာပဲဖြစ်ဖြစ်နော်အဲ့ဒါကကြတော့အသိပညာဘုဒ္ဓရာဆိုင်မှတ်ဉာဏ် primary မှတ်ဉာဏ်ဆိုတာသတိမပြုမိပဲမှတ်မိနေတဲ့မှတ်ဉာဏ်နော်ကိုကတတိစစသတိထားပြောလေ့လာထားတာမျိုးမဟုတ်ပဲနဲ့သတိမပြုမိပဲနဲ့မှတ်မိနေတာပေါ့ထားပါတော့လူတယောက်ပေါ့နော်လူတယောက်ကိုအမှုမဲတွေ့တယ်ဒါပေမဲ့နောက်တစ်နေရာမှာတွေ့တဲ့အခါမှာကိုသူ့ကိုတန်းပြီးတော့မှတ်မိသွားတယ်နော်အဲ့လိုမျိုးဆိုရင်ကိုကသတိမပြုပဲနဲ့မှတ်မိနေတဲ့မှတ်ဉာဏ် primary မှတ်ဉာဏ်ပေါ့နော်ပြီးရင်လောက်နေမှတ်ဉာဏ်ဆိုတာခန္ဓာကိုယ်ဖြင့်မှတ်မိနေတဲ့မှတ်ဉာဏ်အဲ့ဒါကဘယ်လိုမျိုးပြောလဲဆိုထမင်းစားမယ်နော်လက်နဲ့စားတာလို့နော်တိချာကြီးမှတ်မိနေပြီးတော့လုပ်စရာမလိုဘူးနော်သူလှုပ်ထုံးလုပ်နေရလှုပ်သွားတာမျိုးဆိုင်ကယ်စီးကကားမောင်းတာနော်အဲ့လိုမျိုးအဲ့ဒါကြတော့လှုပ်ထုံးလုပ်နေမှတ်ဉာဏ်လို့ခေါ်တာပါအဲ့ဒါဆိုရင်နားလည်မယ်နော်ဒီမှာဘယ်လိုမိတယ်လဲဆိုရင်အနည်းတိတ်ပဲမှတ်ဉာဏ်ဆိုဒီမှာဆိုပြီးတော့နောက်ကနော်အတရေမပြုတ်မိနေမပြုတ်မိပဲမှတ်မိနေသောမှတ်ဉာဏ်ခဏကိုပြမှတ်မိနေသောမှတ်ဉာဏ်အသိပညာဘုဒ္ဓဆိုင်ရာမှတ်ဉာဏ်အဲ့လိုသုံးခုပေးထားတတ်တယ်အထက်မှာကိုကမှန်တာကိုရွေးပေးရမယ်အဲ့လိုမျိုးလည်းမိတတ်တယ်ပြီးရင်နောက်အပြန်လဲအားဖြင့်တတိမပြုတ်မိပဲမှတ်မိနေသောမှတ်ဉာဏ်ကိုဖြစ်ရမှတ်ဉာဏ်အနည်းတိတ်ပဲမှတ်ဉာဏ် primary မှတ်ဉာဏ်လို့ခေါ်ရဲဆိုရင်ကိုက primary မှတ်ဉာဏ်ကိုရွေးပေးရမယ်နော်အဲ့လိုမျိုးမိတတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ရမှတ်ဉာဏ်နဲ့သူ့ရဲ့နော်အဓိပ္ပာယ်ပေါ့နော် definition လေးကိုတွဲပြီးတော့ကြက်ပါမယ်ဒီမှတ်ဉာဏ်လေးခုနဲ့နော်ဒါလေးအရင်မေးလို့တခြားမှတ်မယ်နော်နောက်တစ်ခုကကြတော့လိုရင်းဆန္ဒနော်လိုရင်းဆန္ဒမှာဆိုတခုခုလိုချင်တယ်လို့စဉ်းစားကြံစည်တဲ့အခြေအနေဟုတ်တယ်လိုရင်းဆန္ဒဆိုတာတခုခုလိုချင်တာပေါ့နော်စိတ်ပညာရှင်ဖြစ်တော့တဲ့ Maslow AAC တဲ့လူသားတို့တွေရှိတဲ့လိုရင်းဆန္ဒကိုအဆင့်50အဲ့ဒါဆိုရင်လူသားတွေမှာလိုရင်းဆန္ဒအဆင့်ဘယ်နှဆင့်ရှိတော့50နော်50ရှိတယ်လို့ပြောပြခဲ့တယ်ဒီမှာဆိုရင် Maslow AAC ရဲ့ single theory နော်အဲ့မဲ့လိုရင်းဆန္ဒအဆင့်ဘယ်နှဆင့်ရှိလဲ50နော်အဲ့ဒီ50အောင်စမ်းကြည့်လို့အောက်ဆုံးကနေကြည့်အောင်ဒီအောက်ဆုံးမှာဇီဝကမ္မဆိုင်ရာလိုရင်းဆန္ဒဆိုတာဇီဝအသက်ကိုတည်တက်စေလိုတဲ့လိုရင်းဆန္ဒဒါလူတွေရဲ့အဲ့ဒါကကြတော့ဒီအရှိခံကြတဲ့လိုရင်းဆန္ဒပဲလူကပထမဆုံးနံပါတ်1အသက်ရှင်ခြင်းလေနော်အဲ့ဒါအရှိခံကြနောက်တစ်ခုကဘေးကင်းလုံခြုံရေးလိုရင်းဆန္ဒနော်ဘေးကင်းကင်းနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဘေးကင်းလုံခြုံစွာချစ်စေခြင်းလေနော်အခုလောလောလတ်ဖြစ်သွားတဲ့ဒီငလင်ပြီးနောက်မှာပဲနည်းနည်းပပငလင်လှုပ်ရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဘေးရတဲ့ကင်းပွဲအတွက်လေအဲ့လိုနည်းလမ်းနေချာကြဟုတ်တယ်မလားအဲ့ဒါဆိုရင်ဒီနှစ်ခုကတက်နော်အခြေခံကြတဲ့လူရင်းဆန္ဒအဲ့ဆိုရင် Maslow AS ရဲ့နော်ဒီ theory ရအခြေခံကြတဲ့လူရင်းဆန္ဒဘယ်နှခုရှိလဲဆိုရင်နှစ်ခုဇီဝကမ္မဆိုင်ရာလူရင်းဆန္ဒနဲ့ဘေးကင်းလုံခြုံရေးလူရင်းဆန္ဒအခြေခံကြတဲ့လူရင်းဆန္ဒဘယ်နှခုရှိလဲနှစ်ခုနော်ဘာနဲ့လဲဇီဝကမ္မဆိုင်ရာလိုရင်ဆန္ဒနဲ့ဘေးကင်းလုံခြုံရေးလိုရင်ဆန္ဒဆိုပြီးတော့နှစ်မျိုးရှိပါတယ်ဒါအရှိခံနောက်တစ်ခုဒီမှာပိုင်ဆိုင်ရာရင်းနဲ့အရှိလိုရင်ဆန္ဒနော်ကိုရှိတဲ့လူပိုင်ဆိုင်ခြင်းနဲ့ကိုရှိရတဲ့သူတွေနဲ့တူတူရှိခြင်းနဲ့ဒါပိုင်ဆိုင်ရာရင်းနဲ့အရှိလိုရင်ဆန္ဒနောက်တစ်ခုကကြတော့ယူသေးလေးစားခံရရင်လိုရင်ဆန္ဒဆိုတာတခြားသူတွေစီကနေပြီးတော့ယူသေးလေးစားခံခြင်းနဲ့ပြီးနောက်တစ်ခုကကိုယ်ပိုင်ရည်ရှင်းဖြင့်ဆန်းဆောင်လိုတဲ့လိုရင်ဆန္ဒနော်ကိုယ့်ရဲ့ရည်ရှင်းကိုအဆုံးထုတ်ပြလိုတဲ့လိုရင်ဆန္ဒဆိုပြီးတော့ပေါ့နော်ရှိတယ်အဲ့ဒါကိုကြတော့ဘာလို့ခေါ်လဲဆိုရင်လူဖွဲ့စည်းဆိုင်ရာလိုရင်ဆန္ဒအဲ့ဒါဆို Maslow AS ရဲ့နော် single theory ရနော်လိုရင်းဆန္ဒက5ဆင့်ရှိတယ်အဲ့5ဆင့်မှာအခြေခံကြတဲ့လိုရင်းဆန္ဒက2ဆင့်ဘာနဲ့လဲဆိုရင်ဇီဝကမ္မဆိုင်ရာလိုရင်းဆန္ဒနဲ့ဘေးကင်းလုံခြုံရေးလိုရင်းဆန္ဒနောက်ထပ်3ခုကကြတော့လူဖွဲ့စည်းဆိုင်ရာလိုရင်းဆန္ဒဘာလဲဆိုရင်ပိုင်ဆိုင်ရာရင်းနဲ့အရှိလိုရင်းဆန္ဒယူသေးလေးစားခင်ရရေးလိုရင်းဆန္ဒနဲ့ကိုပိုင်ရည်ရှင်ဖြစ်ဆန်းဆောင်ရေးလိုရင်းဆန္ဒဆိုပြီးတော့ဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒါလေးနားလည်မယ်နော်ဒါလေးလည်းကြည့်ရမှာနော်အရင်မေးပါတယ်โอเคဒီမှာဆိုရင်ခန္ဓာကိုယ်ရဲ့အလုံးလုံးပုံစနစ်ကိုနားလည်ခြင်းနဲ့နော်နံပါတ်1ကိုယ်ဘူးခြင်းအသက်ရှူခြင်းသွေးခုန်လုံးသွေးဖိအားစသည်ဒီကအသက်နဲ့တသမတ်တည်းရှိတော့အလုံးလုံးပုံစနစ်ကိုရီးယားမြခြင်းစနစ်နော်ကိုရီးယားမြခြင်းစနစ်ဆိုတာတဲ့ဘယ်လိုမျိုးလဲဆိုပုံဝန်းကျင်ပြောင်းလဲစေကမူတဲ့ခန္ဓာကိုယ်အရှိန်ကိုတသမတ်တည်းထိန်းနိုင်ရန်ကြိုးပမ်းသောဇီဝဗေဒစနစ်အဲဆိုကိုရီးယားမြခြင်းစနစ်ဆိုတာဘယ်လိုလဲဆိုတော့ပုံဝန်းကျင်ကပြောင်းလဲစေကမူခန္ဓာကိုယ်တသမတ်တည်းထိန်းနိုင်ရန်ကြိုးပမ်းတဲ့ဇီဝဗေဒစနစ်နော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်ကိုရီးယားမြခြင်းစနစ်နော်ဥပမာအနေနဲ့ကြာဘယ်လိုမျိုးလဲဆိုရင်ပူအိုက်လာပြီးတော့အကိုပူချိန်မြင့်တက်လာနော်ပူလာပြီးဆိုကိုပူချိန်မြင့်တက်လာမယ်ကွာအဲ့လိုမြင့်တက်လာတဲ့အခါမှာရွှေထွက်စေပြီးတော့ကိုရင်းအပူကိုထုတ်ပစ်တယ်အဲ့ဒါဆိုရင်ကိုခန္ဓာကိုယ်ထဲမှာအပူကကိုရင်းပူကရောကြသွားတယ်နော်ပုံမှန်စီနေကိုပြန်ရောက်သွားတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်ကိုတင်အားမျက်ရှိစနစ်ပေါ့နော်အောက်ကပုံလေးနဲ့ပြထားတယ်
ပြီးအရေးကြီးလက္ခဏာများအရေးကြီးလက္ခဏာတွေဆိုတာကကိုပူတာတွေเนาะပြီးရင်အသက်ရှူတာတွေเนาะသွေးခုန်နှုန်းတွေသွေးဖိအားစတဲ့အသက်ရှင်နေတဲ့အရေးအယောင်လက္ခဏာများကိုပြခြင်းဖြစ်ပါတယ်ကျန်းမာရေးရှင်နေတဲ့ပုံမှန်မဟုတ်သူများကိုထဲပြသောအညွှန်းလက္ခဏာတွေဖြစ်ပါတယ်เนาะအဲ့ဒါပြီးကိုပူခြင်းကဘယ်လိုမျိုးလဲဆိုတနေ့တာစီချက်ရှိတယ်เนาะကိုပူခြင်းမှာဘာဖြစ်လဲတနေ့တာစီချက်ရှိပြီးတော့เนาะသူကဘယ်လိုမျိုးလဲဆိုရင်နေ့ဘက်မှာမြင့်တက်တယ်နေ့ဘက်မှာဘာဖြစ်လဲမြင့်တက်တယ်เนาะအလွဲမရှင်နေဆိုရင်နေ့ဘက်ဆိုတော့နေထွက်တော့ပူတယ်ပူလို့ကိုပူခြင်းလဲမြင့်တက်မယ်အဲ့လိုလေးမှတ်ထားလိုက်เนาะနေ့ဘက်မှာမြင့်တက်ပြီးတော့အိပ်ဆက်တဲ့ညဘက်မှာဆိုရင်ကြတော့เนาะကျဆင်းတယ်ကိုပူခြင်းနေ့ဘက်မှာဘာဖြစ်တယ်လဲကိုပူခြင်းမှာတဲတာစီချက်ရှိပြီးတော့နေ့ဘက်မှာမြင့်တက်ပြီးတော့ညဘက်မှာကျဆင်းတယ်เนาะတုံနဲ့တူကွာဟကျဲတဲ့ကြီးမားကျဲကြောင်းတဲ့အမှန်ပုံမှန်ပူဟာလူကိုလိုက်ပြီးတော့꿰ပြပါတယ်တဲ့ဒီဟာအမစင်ကိုပူချိန်တိုင်းသောနေရာနဲ့တတိပြွားမြင့်အဆက်များနော်ကိုပူချိန်တိုင်းမယ်ကိုပူချိန်ဘယ်လိုနေရာတွေမှာတိုင်းရမလဲဆိုရင်ဂျိုင်းမှာတိုင်းလို့ရနော်ဂျိုင်းဘယ်လိုတိုင်းမလဲဆိုရင်သာမိုမီတာရဲ့အဖျားပိုင်းကိုဒီဂျိုင်းမှာထားပြီးတော့တိုင်းတယ်နော်တော်တော်များများတိုင်းတယ်နော်အဲ့လိုတိုင်းနေတဲ့ခါမှာဂျိုင်းကိုတင်းကျပ်စွာဖိနေရမယ်နော်နောက်တစ်ခုတိုင်းလို့ရတဲ့နေရာနဖူးရဲ့နားရဲ့မှာလည်းတိုင်းလို့ရနော်နဖူးရဲ့နားရဲ့မှာလည်းတိုင်းလို့ရအဲ့ဒါကိုပူချိန်တိုင်းတာတဲ့နေရာဘယ်နှခုရှိလဲဆိုတော့3ခုဂျိုင်းရဲ့နဖူးရဲ့နားရဲ့နော်ပြီးရင်ဒီမှာဒီဟာလေးမှတ်မယ်နော်လေဖြတ်ထားတယ်ဆိုရင်လေဖြတ်ထားတဲ့ဘက်မှာနော်တိုင်းလို့ရလားမရဘူးနော်လေမဖြတ်တဲ့ဘက်ကနေပြီးတော့တိုင်းပေးရမယ်နော်အောက်ကအသက်ရှူခြင်းနဲ့နော်အသက်ရှူရဲဆိုတာဘယ်လိုမျိုးလဲဆိုခန္ဓာကိုယ်ထဲသို့အောက်ဆီဂျင်သွင်းယူပြီးတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဆွန့်ထုတ်ခြင်းဖြစ်သည်နော်ခန္ဓာကိုယ်ထဲကိုအောက်ဆီဂျင်သွင်းယူတယ်နော်အသက်ရှူရဲဆိုတာခန္ဓာကိုယ်ထဲကိုဘာသွင်းယူတာလဲအောက်ဆီဂျင်သွင်းယူပြီးတော့ဘာဆွန့်ထုတ်တာလဲကာဗွန်ဒိုင်အောက်ဆိုက်ကိုဆွန့်ထုတ်တာနော်အသက်ရှူခြင်းဒီအသိစိတ်မလို့ပဲစနေတကျလှုပ်ဆောင်နေခြင်းဖြစ်သည်အဲ့ဒါကတော့အားလုံးသိမှာပါနော်အသက်ရှူတာလေကိုကငါသက်ရှူနေလို့လိုက်မှတ်နေလားမမှတ်ဘူးလေနော်အသိစိတ်မလို့နော်သူ့ဘက်သားသူစနေတကျလှုပ်ဆောင်နေပြီးအသက်ရှူနှောကအသက်အရွယ်နဲ့လှုပ်ရှားမှုအရှင်နေစိတ်အရှင်နေခန္ဓာကိုယ်အရှင်နေနဲ့ယောဂရှိမရှိစသောအကြောင်းရင်းများကြောင့်ပြောင်းလဲတတ်တယ်နော်ပြောင်းလဲတယ်ထားပါတော့ကိုယ်လှုပ်ရှားမှုရှင်နေထားပါတော့အရန်ပြေးလာတဲ့အခါမျိုးဆိုရင်အသက်ရှူမြန်တာလို့ဒေါသထွက်နေတဲ့အခါမျိုးဆိုရင်အသက်ရှူရမြန်တာလို့နော်ပြီးရင်နှလုံးယောဂရှိတယ်လို့နှလုံးဖောက်တဲ့အနေအထားမျိုးမှာအသက်ရှူမြန်တာလို့ပေါ့နော်အဲ့လိုရှင်နေပုံမူတည်ပြီးတော့ပြောင်းလဲတယ်အသက်ရှူရဒီမှာပင်ပန်းခြင်းရှက်ချက်ရှင်အတန်ထွက်နေခြင်းရှိမရှိကိုစစ်ဆေးရမယ်အဲ့လိုတွေရှိနေပြီဆိုရင်ပုံမှန်မဟုတ်ဘူးပေါ့နော်ဒီမှာအသက်ရှူကအလွန်ခက်ခဲနေလေတဲ့နှုတ်ခမ်းနဲ့လက်သေးအရာများခရမ်းပြရအောင်တန်းလာတတ်တယ်အဲ့ဆိုအသက်ရှူကအလွန်ခက်ခဲနေလေဘာဖြစ်တယ်လဲဆိုရင်နှက်ခမ်းနဲ့လက်သေးအရာတွေကဘာပြောင်းလာတယ်လေခရမ်းပြရအောင်တောင်းလာပြောင်းလာတတ်တယ်အဲ့ဒီအချိန်တွေကိုဘာလို့ခေါ်လဲဆိုရင်ပြာနှမ်းခြင်းလို့ခေါ်ပါတယ်နော်အဲ့ဆိုအသက်ရှူကအလွန်ခက်ခဲနေလေဘယ်လိုဖြစ်တယ်လဲဆိုရင်နှက်ခမ်းနဲ့လက်သေးအရာတွေခရမ်းပြရအောင်တန်းလက်တယ်နော်အဲ့ဒီအချိန်တွေကိုဘာလို့ခေါ်လဲဆိုရင်ပြာနှမ်းခြင်းလို့ခေါ်တယ်နော်ဒီမှာဆိုရင်လူကြီးဖြစ်ပါက10မိနစ်လ12ကျန်ကနေ18ကျန်ရှူသွင်းရှူတော့တသမတ်တည်းဖြစ်နေတယ်။အဲဆိုရင်အသက်က10မိနစ်မှာဘယ်နှကျန်ရှူလဲဆိုရင်12ကနေ18ကျန်ရှူသွင်းရှူတော့လုပ်နေပါ။နော်ဒါလေးမှတ်ပါမယ်မိပါတယ်။နေရတော့သွေးခုန်တော့နော်သွေးခုန်တော့တဲ့နှလုံးခုန်မှုကနေသွေးလွှတ်ကြောအတွင်းကူးဆက်လာတဲ့အရာဖြစ်သွေးခုန်တော့ဆိုတာဘယ်လိုလဲဆိုရင်နှလုံးခုန်မှုကသွေးလွှတ်ကြောအတွင်းကူးဆက်လာတဲ့အရာဖြစ်ပါတယ်တဲ့နော်နှလုံးခုန်မှုကသွေးလွှတ်ကြောအတွင်းကူးဆက်လာတဲ့အရာဖြစ်တယ်နော်တာမန်အဖြစ်အသက်ငယ်သူတို့သွေးခုန်တော့အကျဉ်းများတယ်အဲဆိုရင်အသက်ငယ်တဲ့သူရပါဖြစ်တယ်လေသွေးခုန်တော့အကျဉ်းများတယ်နော်အသက်ကြီးပြီဆိုရင်တော့သွေးခုန်တော့အကျဉ်းနေပါတယ်တဲ့နော်သွေးခုန်တော့အကျဉ်းရတဲ့အသက်ရွယ်နေလှုပ်ရှားမှုအရှင်နေနော်ခုနကစနေလို့အသက်ရှူနှုန်းတိုင်းပဲနော်စိတ်အရှင်နေခန္ဓာကိုယ်ရှင်နေယောဂရှင်မရှိစသောအကြောင်းအရာများကြောင့်ပြောင်းလဲတတ်ပါသွေးခုန်နှုန်းကအကျဉ်းစီးချက်အပြင်းပြော့ကိုလေ့လာကြည့်ရှုရပါနော်ဒီမှာဆိုရင်သွေးခုန်နှုန်းတိုင်းတာနိုင်တဲ့အစိတ်ပိုင်းနေဘေးနာရီမှာတိုင်းတာလို့ရလဲဆိုရင်ဒီမှာလက်မောင်းတွင်းသွေးလွှတ်ကြောပြီးရင်လက်ကောက်ဝတ်သွေးလွှတ်ကြောပြီးရင်နှထင်သွေးလွှတ်ကြောနဲ့လက်ပင်သွေးလွှတ်ကြောတွေမှာသွေးခုန်နှုန်းတိုင်းလို့ရနော်ဒီတုတ်နေပြီးတဲ့နေရာတွေပေါ့ကွာဒီလက်မောင်းတွင်းဆိုလဲဒီဖိထားလိုက်ပြီးတုတ်နေနော်လက်မောင်းတွင်းသွေးလွှတ်ကြောပြီးရင်ဒီလက်ကောက်ဝတ်သွေးလွှတ်ကြောပြီးရင်ဒီနှထင်ကတုတ်လို့မြင်တဲ့နေရာပြီးရင်လက်ပင်သွေးလွှတ်ကြောနော်အဲ့ဒီနေရာတွေမှာသွေးခုန်နှုန်းတိုင်းတာနိုင်ပါတယ်နော်ဒီမှာနော်အဲ့ဒီနေရာတွေအပြင်ဒီမှာဆိုတောင်စစ်အတွင်းဘက်တွေနော်ပြီးပေါင်ရင်ရှစ်ပုံမှုအဲ့ဒါတွေမှာလည်းနော်တိုင်းတာလို့ရတယ်လို့ပြောထားတယ်ဟုတ်ကသွေးဖိအားနော်သွေးပေါင်ခြင်းသွေးဖိအားဆိုဒီမှာနှလုံးမှာပုတ်လွတ်သောသွေးကသွေးလွှတ်ကြောကိုတွန်းသောအားသွေးဖိအားဆိုတာဘယ်လိုလဲအားဆိုရင်နှလုံးကနေပုတ်လွတ်တဲ့သွေးကနော်သွေးလွှတ်ကြောကိုတွန်းသောအားအဲ့ဒါဘာလို့ခေါ်လဲသွေးဖိအားနော်သွေးဖိအားတဲထဲတွင်းမှာပဲအမြဲတည်းပြောင်းလဲနေပါတယ်နော်တဲထဲတွင်းမှာတသက်မဲ့ထဲရှိရဟုတ်လားမဟုတ်ဘူးเนาะအမြဲတမ်းဘာဖြစ်နေလဲပြောင်းလဲနေတယ်เนาะသွေးဖိအားဒီကိုနိဟန္တာလှုပ်ရှားမှုအရှင်နဲ့စိတ်အရှင်နဲ့ယောဂရှိမရှိစသောအကြောင်းရင်းများကြောင့်ပြောင်းလဲတတ်တယ်เนาะသွေးပေါင်ရှင်ဆက်တိုက်တက်ရှင်သွေးတိုးခြင်းဖြစ်နေလေအဲဆိုရင်သွေးပေါင်ရှင်ဆက်တိုက်တက်တယ်တနည်းအားဖြင့်သွေးတိုးတယ်ဆိုရင်ဘာဖြစ်တယ်လဲဆိုရင်เนาะအုံနာသွေးကြောပိတ်ယောဂခေါ်လေဖြတ်လေငန်ယောဂဖြစ်တတ်ပါတယ်အဲဒါဆိုသွေးပေါင်ရှင်ဆက်တိုက်တက်တယ်သွေးတိုးတယ်ဆိုရင်ဘာဖြစ်တယ်လဲ
အောက်နောက်သွေးကြောပိတ်ယောဂဒါမှမဟုတ်ရင်ခေါ်ပေါ့နော်လေဖြတ်လေငန်ယောဂပြီးရင်နောက်တစ်ခုကနှလုံးယောဂဖြစ်တတ်တယ်အဲဆိုရင်သွေးတိုးပြီးဆိုရင်ဖြစ်တတ်တဲ့ယောဂဆိုရင်အောက်နောက်သွေးကြောပိတ်ယောဂကိုလေဖြတ်လေငန်ယောဂနဲ့နှလုံးယောဂဖြစ်တတ်ပါတယ်ငေဒီမှာကြည့်အောင်နှလုံးအရှိန်နဲ့သွေးဖိအားသွေးပေါင်ချိန်ပတ်သက်မှုเนาะနှလုံးမှာသွေးတစ်ခါညှစ်ထုတ်စာကာလာเนาะဒီမှာဆိုရင် systole systole ဆိုတာဘယ်လိုမျိုးလဲဆိုရင်သွေးပေါင်ချိန်เนาะဒီအောက်မှာเนาะဒီနော်ဒီမှာဆိုသွေးပေါင်ချိန်အမြင့်ဆုံးအရှိန်နော်သွေးပေါင်ချိန်အမြင့်ဆုံးအရှိန်ကိုဘာလို့ခေါ်လဲဆိုရင် systole လို့ခေါ်တယ်နော် systole နော်ဒါလေးမှတ်ထားမယ်ဒီမှာ diastole နော် diastole ဆိုတာကဘာလဲဆိုရင်သွေးပေါင်ချိန်အနိမ့်ဆုံးကာလနော်သွေးပေါင်ချိန်အနိမ့်ဆုံးကာလကိုကြတော့ diastole လို့ခေါ်ပါတယ်နော် diastole လို့ခေါ်ပါတယ်အဲ့ဒါဆိုရင်ဒီထိရပါတော့နော်ဒီနေ့အပိုင်းလေးခဏရက်ပါမယ်နောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်အဆုံးထိကြည့်ပြီးတော့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်